Nas မလေးအာနာဟာဆေးရုံကနေအိမ်ပြန်လာပြီးညအိပ်ပျော်နေစဉ်နောက်တနေ့မနက်မှာဘေးအိမ်ကကူးစက်ခံထားရတဲ့ကလေးမလေးဝင်လာပြီးသူမရဲ့ခင်ပွန်းကိုကိုက်ပစ်လိုက်ပါတယ်ခင်ပွန်းဖြစ်သူဟာစက္ကန့်ပိုင်းအတွင်းဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီးအာနာကိုပါပြန်လိုက်ကြိုက်တာကြောင့်အာနာဟာပြတင်းပေါက်ကနေကားမောင်းပြီးအသက်လူထွက်ပြေးခဲ့ရပါတယ်လန်ခီမှာတမျိုးလုံးဘရုံပရန်ဖြစ်ပြီးဇွန်ဘီတွေလိုက်ကြိုက်နေတာကိုတွေ့ရကအာနာဟာလမ်းမှာရဲရရှိကက်နက်အပါအဝင်အသက်ရှင်ကျန်ရစ်သူလူလေးဦးနဲ့ဆုံတွေ့ပါတယ်သူတို့အဖွဲ့ဟာအပြင်ကဇွန်ဘီတွေရန်ကနေလွတ်မြောက်ဖို့အတွက်အနီးအနားကရှာပင်းမော့တစ်ခုတည်းကိုလှုပ်ဝက်ဝင်ရောက်ပိတ်ဆို့ပုံအောင်ကြပါတယ်ကုန်တိုက်ထဲမှာအရင်ရောက်နေတဲ့လက်နက်ကင်လုံခြုံရေးဝန်ထမ်း3ဦးကအာနာတို့အဖွဲ့ကိုဖမ်းဆီးပြီးတနက်တွေလူယူထားခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်ကူးစက်ခံရသူတွေကုန်တိုက်ထဲကိုထပ်မံအတင်းဝင်ရောက်လာတဲ့အခါမှာတော့အာနာတို့အဖွဲ့ဟာလုံခြုံရေးတွေကိုပြန်လည်နိုင်ယူပြီးကုန်တိုက်တစ်ခုလုံးကိုအပိုင်းစီးကတကားတွေကိုတန်ဆူးကြိုးတွေနဲ့တိတိကျကျပိတ်ဆို့လိုက်ကြပါတယ်အတော်ကြာကုန်တိုက်ထဲမှာအစားတောက်တွေစားပြီးနေထိုင်နေကြစဉ်ကုန်တိုက်မျက်နှာချင်းဆိုင်ကတနက်ဆိုင်ပိုင်ရှင်အန်ဒီနဲ့အဝေးကြည့်မှန်ပြောင်းစာရေးဆွဲပုတ်ပြားတွေကတဆင့်အပြန်အလှန်စကားပြောပြီးမိတ်ဖွဲ့ကြပါတယ်ဒါပေမဲ့ကုန်တိုက်အပြင်ဘက်မှာဇွန်ဘီအရေးအတွက်ကထောင်နဲ့ချီပြီးတရိပ်ရိပ်ပိုမှုများပြားလာပါတယ်အသက်ရှင်ကျန်ရစ်သူတွေကကိုဝင်ဆောင်မျိုးသမီးဟာဇွန်ဘီကြိုက်တာခံထားရလို့မိဘချိန်မှာဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီးသူမမွေးဖွားလိုက်တဲ့ကလေးငယ်လေးပါထူဆန်းစွာဇွန်ဘီလေးအဖြစ်မွေးဖွားလာပါတယ်ဒီစိတ်မကောင်းစရာအကြက်တဲမှာအဖွဲ့သားတွေဟာဇွန်ဘီမိခင်ကိုကလေးကိုပါတနက်နဲ့ပြစ်တက်လိုက်ရပါတယ်ကုန်တိုက်ထဲမှာလည်းဆက်နေလို့မလုံခြုံတော့တာကြောင့်အာနာတို့အဖွဲ့ဟာကုန်တိုက်ကဘတ်စကားကြီးစားနှစ်စီးကိုတန်ပြားတွေတန်ဆူးကြိုးတွေနဲ့ကာရံပြီးတန်ချက်ကာကားအဖြစ်အသွင်ပြောင်းလဲဆောက်လုပ်ကြပါတယ်သူတို့ဟာကမ်းခြေကလှေစိတ်ကိုတွားပြီးလူသူမရှိတဲ့ကျွန်းတကျွန်းစီကိုလှေနဲ့ထွက်ပြေးဖို့စီမံကိန်းချကြပါတယ်ကုန်တိုက်တကားကိုဖွင့်ပြီးတန်ချက်ကဘတ်စကားကြီးတွေနဲ့ဇွန်ဘီပင်လယ်ပြင်ကြီးကိုဖျက်မောင်းပါတယ်ဇွန်ဘီတွေဟာကားပေါ်ကိုအုံနဲ့ကျင်းနဲ့တက်ရောက်ဖျက်ဆီးကြလို့ကားထဲမှာတင်လွှတ်ဆက်တွေအနက်တွေနဲ့သွေးချောင်းစီတိုက်ခိုက်ကြရကအဖွဲ့သားတော်များများလမ်းမှာတင်တေဆုံးကူးဆက်ကုန်ကြပါတယ်နောက်ဆုံးမှာတော့အာနာကက်နက်အပါဝင်အသက်ရှင်ကျန်ရစ်သူလေးဦးပဲလှေစိတ်ကိုရောက်ရှိပြီးကမ်းလွန်ကျွန်းစီကိုလှေနဲ့မောင်းနှင်ထွက်ပြေးနိုင်ခဲ့ပါတယ်စကားရဲ့နောက်ဆုံးသူတို့ကျွန်းပေါ်ကိုရောက်တဲ့အခါကျွန်းပေါ်မှာလည်းဇွန်ဘီတွေကအသင်းဆောင်ကြိုပြီးပြေးလိုက်ကိုက်နေတဲ့မြင်ကွင်းနဲ့အတူမျောလင်းချက်မဲ့စွာဇလန်းပြီးဆုံးသွားပါ